အားလုံးပဲမင်္ဂလာပါကျွန်တော်အနေနဲ့ဒီနေ့မှာကျမ်းမာခြင်းကိုဘယ်လိုရယူမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအနေငယ်ဝင်ငါချင်ပါတယ်လို့ပြီးခဲ့တဲ့အခါကကျွန်တော်ဝင်ငါခဲ့တဲ့အပိုင်း1ကနေအပိုင်း9ကိုဝင်ငါခဲ့တဲ့အရာကဘာကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုကျွန်တော်အသက်တာထဲမှာယောဂဝေဒနာတွေဝင်လာတာလဲဘယ်ကနေဝင်လာတာလဲဘာကြောင့်လဲဆိုတဲ့အကြောင်းအရာကိုဝင်ငါခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့အဲ့ဒီကြုံတွေ့နေရတဲ့ရင်ဆိုင်နေရတဲ့ယောဂဝေဒနာတွေတဲကနေဘယ်လိုလွတ်မြောက်အောင်တရားဘယ်လိုကျမ်းမာခြင်းကိုရယူမလဲဆိုတဲ့အကြောင်းအရာကိုဒီနေ့မှာအနေငယ်ဝင်ငါချင်ပါတယ်လို့အဲ့တော့ဒီနေ့ကျွန်တော်အပိုင်း1အနေနဲ့ဝင်ငါချင်တဲ့အရာကဘာလဲဆိုရင်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ရယူဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြုံတွေ့နေရတဲ့ယောဂဝေဒနာတွေရှိတယ်ဒါပေမဲ့အဲ့ဒီထဲကနေကျွန်တော်တို့ဘယ်လိုရယူမလဲယုံကြည်ခြင်းနဲ့ရယူဖို့ရဖြစ်ပါတယ်လို့ဆိုတော့ဓမ္မကျမ်းစာထဲမှာကျွန်တော်တို့ရှင်မာကုအခန်းကြီး9အငယ်25ကနေကျွန်တော်တို့ဖတ်တဲ့အခါမှာထိုအခါ12နှစ်ပတ်လုံးတွေးတော်နာဆွဲသောကြောင့်များစွာသောစေသမားတို့လက်၌အလွန်ခံရ၍ဥစ္စာရှိသမျှကုန်တော်လဲတက်တာမရသည်သာမကအနာတိုးသောမိန်းမတယောက်သည်ယေရှု၏တည်င်းတော်ကိုကြားသည်ရှိသောငါသည်အဝိတော်ကိုသာတို့လင်ချမ်းသာရမည်ဟုဆိုသည်နှင့်လူအစုအဝေးထဲ၌နောက်တော်သို့လာ၍အဝိတော်ကိုတို့လေထိုခဏချင်းတွင်အသွေးစုဝေးရာခန်းချောက်သည်ဖြစ်၍ထိုယောဂနှိမ့်ဆက်ခြင်းနှင့်ကင်းလွတ်ပြီဟုမိမိကိုယ်၌သိလေ၏ဆိုတော့ဒီကြောင်းအောင်ကြည့်တဲ့အခါမှာ12နှစ်ပတ်လုံးသွေးသွန်းတာယောဂဆွဲတဲ့အမျိုးသမီးတယောက်ကြောင့်တွေ့ရပါတယ်ဆိုတော့သူ့ရဲ့ဘဝမှာတဲ့နော်ဆိုတော့ဆရာဝန်တွေများစွာနဲ့စိတ်ကူးတာခြင်းကိုခံယူခဲ့တယ်နော်ဆိုတော့ငွေကြေးတွေများစွာကုန်ကြခြင်းခံခဲ့တယ်ဒါပေမဲ့တဲ့ငွေကြေးဥစ္စာတွေကုန်သွားပြင်မဲ့သူ့ရဲ့ယောဂဟာမပြောက်ဘဲနေတဲ့ပိုပြီးတိုးလာတယ်ဆိုတော့ကျွန်တော်တွေ့ရအဲ့တော့အဲ့အမျိုးသမီးကတနေ့တော့နော်ဆိုတော့ယေရှုရဲ့တည်င်းတော်ကိုကြားတယ်ဟာယေရှုဟာနော်ဆိုတော့အသက်ရှင်တဲ့ဘုရားဖြစ်တယ်ယေရှုကကျမ်းမာခြင်းပေးနိုင်တယ်ဆိုတာကိုနော်တနေ့တော့တည်င်းစကားကြားတဲ့ခါမှာတဲ့ဘာလို့လဲဆိုရင်နော်ဆိုတော့ယေရှုတော့ငါဒီတဲ့အဝိတော်ကိုသာတို့လင်ချမ်းသာရမည်ဟုဆိုတဲ့နေ့လူစုဝေးထဲ၌နောက်တော်လိုက်တယ်ဆိုတော့ငါလည်းအဲ့ယေရှုရဲ့နော်ဆိုတော့အဝိတော်ကိုသာတို့ရင်ငါချမ်းသာနိုင်တယ်ဆိုတာကိုသူကအကျွမ်းမဲ့ယုံကြည်ရဆိုတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီခေတ်မှာသူသွေးသွန်းတာဆွဲတဲ့လူတယောက်ဟာနော်ဆိုတော့တကယ်ကိုနော်ဆိုတော့အဲ့ဒီလူတွေရဲ့ဂျားမှာနော်ဆိုတော့တွာလာဖို့ရန်တနည်းအားဖြင့်ပြောတော့အမတန်မှခဲနေတဲ့ကာလဖြစ်ပါတယ်နော်ဆိုတော့အခက်မသိရင်နော်ဆိုတော့အဲ့ဒီအမျိုးသမီးကိုနော်ဆိုတော့ကြောက်ခဲနဲ့ပြစ်တက်လို့ရတဲ့အခြေအနေထိဖြစ်သွားနိုင်ပါတယ်တိုးတော်လဲသူကဆိုတော့သူ့ရဲ့နာကျင်နေတဲ့အရာတွေသူတချို့တော့ဟာလားတချို့တော့အကြောင်းအရာတွေကိုမမှုပဲနဲ့ဘာလို့ဆိုရင်ဆိုတော့ယေရှုငါ့ကိုကျမ်းမာခြင်းပေးနိုင်တယ်ယေရှုရဲ့အဝိတော်ကိုငါတို့ရင်ငါကျမ်းမာမယ်ဆိုတဲ့တနည်းအားဖြင့်ပြောတော့သူခံစားနေရတဲ့ကြုံတွေ့နေရတဲ့ယောဂဝေဒနာတဲကနေသူဟာရေရေကြီးယေရှုနောက်ကိုစစ်လိုက်ပြီးတော့မှငါကျမ်းမာမယ်ငါကျမ်းမာမယ်เนาะဆိုတော့ငါယေရှုအဝိတော်ကိုတို့တာနဲ့ငါကျမ်းကိုကျမ်းမာမယ်ဆိုတော့အကျွမ်းမဲ့ယုံကြည်ခြင်းနဲ့ဘာလို့ဆိုရင်ဒီတိုင်းမထိုင်နေပါဘူးเนาะဆိုတော့ခြေလန်းနဲ့ဆိုတော့တွေ့ရเนาะဆိုတော့ခြေလန်းနဲ့ယုံကြည်ခြင်းနဲ့ခြေလန်းနေဆိုတော့တော့ယေရှုရဲ့အဝိတော်ကိုတို့တဲ့အခါမှာသူဘာဖြစ်လဲဆိုရင်သူ့ရဲ့အထဲမှာကျမ်းမာခြင်းရသွားတယ်ဆိုတော့သူ့ကိုယ်သူသိတယ်เนาะဆိုတော့ကျမ်းမာခြင်းရတယ်ပေါ့เนาะဆိုတော့ဒါကြောင့်ဒီနေ့မှာဘာတွေ့ရလဲဆိုရင်ထိုနည်းတူပဲကျွန်တော်အသက်တာထဲမှာတစ်ခါတလေကျရင်ကျွန်တော်တို့အခုလက်ရှိကြည့်နေတဲ့မိသားစုတွေထဲမှာယုံကြည်သူတွေဖြစ်လိမ့်မယ်မယုံကြည်သူလည်းဖြစ်လိမ့်မယ်ယောဂဝေဒနာတွေရဲ့နှိမ့်ဆက်ခြင်းကြောင့်ကျွန်တော်တို့ဟာခံစားနေရတယ်ဆေးလဲကုတာပဲဒါပေမဲ့ဆရာဝန်တွေကလက်လျှော့လိုက်တယ်နောက်ဆုံးမျောလင်းချက်မရှိတော့ဘူးမျောလင်းချက်မဲ့နေတယ်ဒါပေမဲ့ဒီနေ့ဒီအမျိုးသမီးရဲ့အသက်တာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာယုံကြည်ခြင်းနဲ့ခြေလန်းနေဆိုတော့တခြားအရာတွေမကြည့်ဘူးသူရဲ့ကျမ်းမာခြင်းနဲ့ပတ်သက်ပြီးကျမ်းမာခြင်းကိုရဖို့ရန်အတွက်ယေရှုကလုပ်ပေးနိုင်တယ်ယေရှုငါထိတာနဲ့ကျမ်းမာမယ်ဆိုတဲ့သူရဲ့ယုံကြည်ခြင်းနဲ့ခြေလန်းတဲ့အရာတကယ်ပြီးယုံကြည်ခြင်းနဲ့မထိုင်နေဘူးယုံကြည်ခြင်းနဲ့ခြေလန်းပြီးတော့မှယေရှုရဲ့ဘဝနောက်ဆိုအဝိတော်ကိုတို့တယ်ဆိုတော့တွေ့ရအဲ့ဒီခါမှာသူ့ရဲ့ယုံကြည်ခြင်းကဘာဖြစ်လဲသူ့ကိုကျမ်းမာစေတယ်ဆိုတော့တွေ့ရအဲ့တော့ကျွန်တော်အငယ်34ကိုဖတ်တဲ့အခါမှာရှင်မာကုအခန်းကြီးကအငယ်34ကိုဆက်ဖတ်တဲ့မှာကိုတော်ကလည်းငါသမီးတင်းယုံကြည်ခြင်းဒီတင်းအနာကိုငြိမ့်စေပြီးငြိမ်ဝတ်စွာသွားလောယောဂနှိမ့်ဆက်ခြင်းနဲ့ကင်းလွတ်စေဟုမိန့်တော်မူ၏ဆိုတော့အဲ့တော့ဒီအမျိုးသမီးဟာယောဂဝေဒနာခံစားတဲ့အခါမှာအဲ့ဒီယောဂရဲ့နှိမ့်ဆက်ခြင်းတွေကနေလွတ်မြောက်ခဲ့တယ်ဆိုတော့တွေ့ရတယ်။တောင်းနေမိသားစုဝင်တွေထဲမှာနော်မယုံကြည်သူတွေထဲမှာတော့တကောင်ကျွန်တော်ယုံကြည်သူအတိုင်းဝိုင်းထဲမှာလည်းကောင်မျော်လင့်ချက်မဲ့နေပြီလားနော်ဆိုတော့တင်းဘောမှာဟာငါတော့ငါရဲ့ယောဂကြောင့်ငါတော့တည်တော့မှာပဲနော်ဆိုတော့ငါရဲ့ယောဂကတော့ဆရာဝန်လည်းမတတ်နိုင်တော့ဘူးဒါဆိုရင်ငါဘာဆက်လုပ်မလဲနော်ဆိုတော့ဒီနေ့အဘိရှင်ရဲ့ယာကယေရှုမှာအပြည့်ရှိရဆိုတော့တွေ့ရတယ်နော်ဆိုတော့ယေရှုကသင်မျော်လင့်ချက်မဲ့နေတဲ့အရာတွေတဲကနေသင်ကိုမျော်လင့်ချက်ပေးနိုင်တယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့တခုပဲနော်ဆိုတော့
မျောလင့်ချက်ပေးနိုင်တဲ့သခင်ရှိကိုလာဖို့ပဲလိုတယ်မျောလင့်ချက်ပေးနိုင်တဲ့ဆိုသခင်ရှိကိုတိုးဝင်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါအောင်ယုံကြည်သူတယောက်အနေနဲ့တော့ကျွန်တော်တို့နေ့စဉ်တိုင်းမှာနော်ဘုရားခင်ရှိတော်မှာတိုးဝင်လို့ရတယ်ယေရှုဘုရားကနေရာတိုင်းမှာရှိတယ်နော်ဆိုတော့အခန်းမှာလည်းဟုတ်တယ်ဘုရားခင်ကိုလုံးဝကိုလူထောက်ပြီးတော့မှကိုးကွယ်ပြီးတော့မှယုံကြည်ခြင်းနဲ့တိုးဝင်ဖို့လိုပါတယ်နော်ဆိုတော့အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တက်တာထဲမှာနော်ဆိုတော့အဲ့လိုဘယ်လိုယုံကြည်ခြင်းနဲ့တိုးဝင်မလဲဒီနေ့ဒီခေတ်မှာနော်ဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ဘုရားခင်ရဲ့မျက်မှောက်တော်ရှိတဲ့အရက်နော်ဆိုတော့ဘုရားကြောင့်နော်ဆိုတော့တကယ်ဘုရားခင်ကြီးမှဆိုအလုပ်လုပ်တဲ့နော်ဆိုတော့မျက်မှောက်တော်ထဲမှာနော်ဆိုတော့အဲ့ဒီမျက်မှောက်တော်ထဲမှာယုံကြည်ခြင်းနဲ့တိုးဝင်ခြင်းအဖြစ်သင်ဟာကျမ်းမာခြင်းရနိုင်တယ်နော်မျောလင့်ချက်မဲ့နေတဲ့အထက်ကနေတင့်ကိုမျောလင့်ချက်ပေးနိုင်တာသခင်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဗိသိက်ရှိတဲ့ဆရာတွေရှိလိမ့်မယ်။အနာရောဂါနဲ့ပတ်သက်ပြီးနော်ဆိုတော့အနာရောဂါငြင်းခြင်းနဲ့ပတ်သက်ပြီးဖျားခင်ဗိသိက်ထားတဲ့သူတွေရှိလိမ့်မယ်။ဆိုတော့သူတို့ရှိမှလည်းသွားစုတောင်းခံခြင်းအဖြစ်လေတင့်ရဲ့အနာငြင်းစေနိုင်တယ်။တိုးတော်လေတင့်ရဲ့ယုံကြည်ခြင်းပဲလိုတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဒီအမျိုးသမီးဟာယုံကြည်ခြင်းနဲ့ပဲတိုးဝင်လိုက်တာနော်ဆိုတော့တနည်းအားဖြင့်ပြောရင်ယေရှုတော်မှာဆိုတော့သူ့ကိုတိတိကျကျနော်ဆိုတော့တနည်းအားဖြင့်ဒီကျမ်းစာအရဆိုရင်ငါ့ကိုဘယ်သူတို့တာလဲလို့တော့မှကျမ်းစာမှာယေရှုကပြောတာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကယုံကြည်ခြင်းနဲ့တိုးဝင်လိုက်တဲ့အရာယုံကြည်ခြင်းနဲ့မျက်မှောက်တော်ထဲမှာတိုးဝင်လိုက်တဲ့ယုံကြည်ခြင်းမျက်မှောက်တိုးဝင်ချင်းကပ်လိုက်တဲ့အရာဟာဘာဖြစ်စီလဲဆိုရင်ကျမ်းမာခြင်းကိုဖြစ်စီရဆိုတော့တွေ့ရဒါကြောင့်ဒီနေ့တင်းဘဝမှာတစ်ချိန်လုံးကဘာဖြစ်ခဲ့လဲနော်ဆိုတော့ဘာကြောင့်ယောဂဖြစ်ခဲ့တာလဲဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာထက်ဒီနေ့မှာတင့်ကိုမျောလင့်ချက်မဲ့နေတဲ့ထဲကနေမျောလင့်ချက်ပေးနိုင်တဲ့ယေရှုရှိတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီနေ့သတင်းကောင်းပါရှင်းပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုရင်သင်ယေရှုကိုစိတ်ကြည့်ပြီးတော့မှဒီနေ့သင်ခံစားနေရတဲ့ဝေဒနာဒီနေ့သင်ကြုံတွေ့နေရတဲ့ဝေဒနာတွေတဲကနေရိုးရိုးသားသားလေးပဲเนาะဆိုတော့ယေရှုငါ့ကိုကျမ်းမာခြင်းပေးနိုင်တယ်အဲ့တော့ယေရှုသင်ကိုကြည့်တဲ့အရာကဘာလဲဆိုရင်သင်ထဲမှာသင်ရဲ့ယုံကြည်ခြင်းကသင်ကိုအနာကိုငြင်းစေတယ်လို့ပြောပါသင်အတွက်တခြားဟာတွေမကြည့်ပါဘူးတခြားဟာတွေမကြည့်ဘူးဆိုတော့သင်ရဲ့ယုံကြည်ခြင်းကိုကြည့်ပြီးတော့မှသင်ယုံကြည်ခြင်းကသင်ရဲ့အနာကိုငြိမ့်စေတယ်လို့ဒီနေ့ယေရှုပြောခဲ့ပါတယ်။ဒါကြောင့်ဒီနေ့မျှော်လင့်ချက်မဲ့နေပြီလား။ယေရှုကအသက်ရှင်တယ်။နော်ဆိုတော့ဓမ္မမိတ်ဆွေတွေရှိလား။ဆိုတော့ဓမ္မမိတ်ဆွေတွေနော်ဆိုတော့ကျွန်တော်တို့ယုံကြည်သူပဲဖြစ်ဖြစ်ဓမ္မမိတ်ဆွေပဲဖြစ်ဖြစ်သင်ဘဝမှာမျှော်လင့်ချက်လုံးဝကိုမဲ့နေပြီလား။ဆရာဝင်လုံးဝကိုမတတ်နိုင်တော့ဘူးလား။နော်ဆိုတော့ဒါဆိုရင်သင်ယေရှုကိုခေါ်ကြည့်ပါ။နော်ဆိုတော့နောက်တစ်ခုအားပေးချင်တာကဓမ္မမိတ်ဆွေတွေအနေနဲ့မယုံကြည်သူတွေအနေနဲ့ဆိုရင်ကျွန်တော်တို့ဘယ်သူရှိလဲ။ဘုရားကျောင်းတွေကိုသွားပါเนาะဆိုတော့ဘုရားကျောင်းမှာသွားပြီးတော့ပါဆရာတွေရဲ့เนาะဆူတောင်းဆရာတွေဆူတောင်းပေးတဲ့အရာတွေကိုခံယူပါเนาะဆိုတော့အဲ့ဒါလည်းရတယ်ပြီးတော့မှသင်ရှိတဲ့ရက်ကနေခေါ်လို့လည်းရတယ်เนาะဆိုတော့နောက်ထပ်အားပေးချင်တာကတော့ဘုရားကျောင်းတွေမှာသွားပြီးတော့မှတကယ်เนาะဆိုတော့ဘေးသိရှိတဲ့ဘုရားခင်ခွဲခန့်ထားတဲ့လူတွေအားဖြင့်တင့်ကိုဘုရားကအလုံးလုံးမှာဖြစ်ပါတယ်လို့โอเคဒါဆိုရင်ကျွန်တော်တို့เนาะဆိုတော့ဘုရားခင်ခွဲခန့်ထားတဲ့ဆရာတွေကเนาะဆိုတော့တင့်ကိုကျမ်းမာခြင်းပေးတာတော့မဟုတ်ပါဘူးဒါပေမဲ့ဖရာသခင်ကသူတို့အထက်ကနေတင့်ကိုအလုံးလုံးတယ်ဆိုတော့တွေ့ရတယ်ဖရာသခင်ကသူ့ရဲ့အထက်ကနေကျမ်းမာခြင်းပေးတာဖြစ်ပါတယ်ဒါလူတယောက်ကိုကျမ်းမာခြင်းပေးဖို့ဆိုတာကျွန်တော်တို့တာမန်လူအနေနဲ့ဘယ်လိုမှမဖြစ်နိုင်ပါဘူးဆိုတော့လူတယောက်ကိုကျမ်းမာခြင်းပေးနိုင်တာဒီယေရှုပဲဖြစ်ပါတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ဘဝမှာတင်ကြုံတွေ့နေရတဲ့ယောဂဝေဒနာတွေတဲကနေယုံကြည်ခြင်းနဲ့ဖရာခင်ထံမှာထိုးဝင်ပါယုံကြည်ခြင်းနဲ့ဖရာခင်ထံမှာမထိုင်နေပါနဲ့ခြေလန်းလန်းပါเนาะဆိုတော့တခြားအရာတွေစိတ်မစားဒီနေ့မှာတင်မျောလင်းချက်မရှိတော့ဘူးဆိုရင်မျောလင်းချက်ကိုပေးနိုင်တဲ့သခင်ကိုစိတ်စီကြည့်ပါတခြားအရာတွေမကြည့်ပါနဲ့တော့ဆိုတခြားအနုလက္ခဏာတွေမကြည့်ပါနဲ့ဆိုတော့တင့်ကိုကျမ်းမာခြင်းပေးနိုင်တဲ့ယေရှုကိုတော့ယေရှုကတတ်နိုင်တယ်ယေရှုကငါ့ကိုလုပ်ပေးနိုင်တယ်ဆိုတော့ထိုအမျိုးသမီးကဲ့သို့ဤတူပဲတင်ဟာဒီနေ့ခြေလန်းလန်းဖို့လိုတယ်အတိတ်ဘက်ကတင်မျက်မှောက်တော်ထဲမှာတိုးဝင်ဖို့လိုတယ်เนาะဆိုတော့မျက်မှောက်တော်ထဲမှာတိုးဝင်ဖို့ယုံကြည်ခြင်းနဲ့တိုးဝင်ဖို့လိုတယ်เนาะဆိုတော့ကြောင့်ဒီနေ့အားပေးခြင်းနဲ့မျှော်လင့်ချက်ဆိုတော့လူတယောက်ကိုကျမ်းမာခြင်းပေးနိုင်တာဒီယေရှုပဲဖြစ်ပါတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ဘဝမှာတင်ကြုံတွေ့နေရတဲ့ယောဂဝေဒနာတွေတဲကနေယုံကြည်ခြင်းနဲ့ဘုရားခင်ထံမှာထိုးဝင်ပါယုံကြည်ခြင်းနဲ့ဘုရားခင်ထံမှာမထိုင်နေပါနဲ့ခြေလန်းလန်းပါเนาะဆိုတော့တခြားအရာတွေစိတ်မစားဒီနေ့မှာတင်မျှော်လင့်ချက်မရှိတော့ဘူးဆိုရင်မျှော်လင့်ချက်ကိုပေးနိုင်တဲ့သခင်ကိုစိတ်စီကြည့်ပါတခြားအရာတွေမကြည့်ပါနဲ့เนาะဆိုတော့တခြားအနုလက္ခဏာတွေမကြည့်ပါနဲ့ဆိုတော့တင့်ကိုကျမ်းမာခြင်းပေးနိုင်တဲ့ယေရှုကိုယေရှုကတတ်နိုင်တယ်ယေရှုကငါ့ကိုလုပ်ပေးနိုင်တယ်ဆိုတော့ထိုအမျိုးသမီးကဲ့သို့ဤတူပဲတင်ဟာဒီနေ့ခြေလန်းလန်းဖို့လိုတယ်အတိတ်ဘက်ကတင်မျက်မှောက်တော်ထဲမှာတိုးဝင်ဖို့လိုတယ်เนาะဆိုတော့မျက်မှောက်တော်ထဲမှာတိုးဝင်ဖို့ယုံကြည်ခြင်းနဲ့တိုးဝင်ဖို့လိုတယ်เนาะဆိုတော့ကြောင့်ဒီနေ့အားပေးခြင်းနဲ့မျှော်လင့်ချက်မဲနေပြီလားဒါပေမဲ့တင်ဟာအဲ့မျှော်လင့်ချက်မဲနေတဲ့အရာအသိအဆုံးမဟုတ်သေးဘူးဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်မဲနေတဲ့အထက်ကနေယေရှုကမျှော်လင့်ချက်ပေးနိုင်တယ်ဆိုတော့ဒီနေ့တဲ့ကိုသတင်းကောင်းပါချင်ပါတယ်ဒါကြောင့်ဒီနေ့အပိုင်းတစ်အနေနဲ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့ယောဂဝေဒနာတွေမျောလင့်ချက်မဲ့နေတယ်ဆိုတဲ့အထက်ကနေ
ယုံကြည်ခြင်းနဲ့ခြေလှမ်းလမ်းပါယုံကြည်ခြင်းနဲ့ဘုရားခင်ထံမှာတိုးဝင်ပါယုံကြည်ခြင်းနဲ့အထံတော်မှာတိုးဝင်ပါလို့ဒီနေ့အားပေးပါတယ်အရောက်တိုင်းဘုရားခင်အထူးကောင်းချီးပေးပါစေ